Hey. Hey. David.
ပေါ်လေးဟာကျိုးသားမှာတိုးသွားမှာပေါ့ဟိုအမိုးရမင်္ဂလာပါချစ်တော်တာရှင်စာရှိကုန်လားခြုံကားပြရရင်တော့ဇာတိပုံရဂုံမာနနဲ့ဆင်းသက်လာတဲ့စိုင်းပညာပါတပိုင်းစင်လာထုနောက်ကြည့်ပြရရင်ဥအောင်စင်ရလောင်မင်းတရားရိုးတရားပြည်ကိုဝင်ရင်တုံနဲ့တတ်သိမ်းတဲ့သမိုင်းအကိုကားနဲ့ထိုင်ရိုးတရားသုံးပန်းပြားကိုစာနာတောက်တာပြီးမရယာနောက်တလွားမှာအချိန်မပြတ်စွာနေရှာကြသေးပေါ့မွေဆက်နေမှာနေရာချခဲ့ပါတဲ့ဒါကြောင့်ရိုးတရားပြည်ကိုရင်မှန်ရင်ပြည်တွင်းသချင်းအကျူရေးချိုက်ကိုမူချေခိုက်အောင်သာသာတွန်းလို့မာနမတင်လက်ရလက်ဝင်းစိုင်းတို့ကအကွမဟာပဲတဲ့အဖိုးတန်းညာစာတခါပြခဲ့တာမို့နိုင်ငံတော်စုရဇမင်းသားလေးမန္တလေးသိန်းတော်ရွှေဆိုင်တော်ဘွဲ့ရဲ့လူငယ်ဖြိုးလေးတီးတယ်ရိုးတရားသာသာဆိုတာဒီလိုကြပါရစေကိုပေါ်လေးဟာနားဆင်ကြပါတော့ဟိုအမို့ရတမျိုးနဲ့တမျိုးမရိုးရပါဘူးပေါ့ရအဲ့ဒါမန္တလေးစိတ်တော်ရဲ့ဒီတိုက်ရဲ့အသာလေးပေါ့
လာသမျှသာဆွေမာကြပါစေမာပါစေကြောင်းတောင်းစုမြတ်တာသကဝရွှေဆိုင်ဖွဲကလာသမျှသဟာယမာကြလာသမျှသဟာယမာကြပါစေမာပါရမလို့ချမ်းသာလို့ရပါစေ တိတ်စေကြောင်းဖြင့်ကျေးဇူးရှင်အပါရေမစွန့်ကြသည်ဒုက္ခကုမာရမငါသည်ဘယင်သားလို့ဝင်ကြမောက်မောက်မာပြုရဲ့ချင်းမမြင်ကလောက်ဆရာနန်းတော်တစ်ခွန်းလုံးသူအမှုငါတကွေဝီတော့ဝီဖို့ကြံစီရာကင်းရဲ့တွေ့အရွယ်ရောက်ခါအတိတ်စေကြောင်းဖယားလောင်းမှုကအာယန္တိယမရမင်းကြီးသာရောယုဒုက္ခကုမာရမငါသည်ဘယင်သားလို့ဝင်ကြွားမောက်မောက်မာလူရဲ့ချင်းမမြင်ကလောက်ဆရာနန်းတော်တစ်ခွန်းလုံးသူအမှုငါတကွေဝီတော့ဝီဖို့ကြံစီရာကင်းရဲ့တွေ့အရွယ်ရောက်ခါကိုင်းကောင်းကြလားဗျာတို့ကောင်းကြလားလို့စီသမ်းဗျာကျုပ်တို့မာယာနန္ဒီတိုင်းပြည်ကဗျမနာမင်းကြီးသားတော်ဒုဋ္ဌကုမာရမင်းသားတဲ့အသက်ကြီးတဲ့သူတွေကိုလည်းကတော့မှထားပညာရှိတဲ့သူတွေကိုလည်းမလေးသားကျုပ်တို့လိုနန်းတွင်းသူနန်းတွင်းသားတွေပါမကြံအသက်အပြည့်မညာမတောက်ခတ်တန်ကြံတန်မောက်ပါရိုင်းပြစော်ကားလို့နဲ့ဒုဋ္ဌကုမာရမင်းသားဟေးပေါ်လေ
တင်းကဘာရင်သားဆိုတော့လေကျုပ်တို့ကအမတန်မဆိုးရမှာပေါ့ထင်းခွေမကြုံရေကတော့ကြုံမှာပါတနေ့နေ့ဓကွေ့ခွေတော့တွေးကြသေးတာပေါ့ဒုက္ခကုမာတာမင်းသားရာလန့်အောင်လန့်သွားတယ်ကြည်ကျွညာယနေ့ဝင်ငါဒီကထူးထူးခြားခြားမောင်မချွေရဲ့သေးမင်းနဲ့မြစ်စိတ်မရေကလာကျင်သာမြစ်စိတ်ဟေးငါကြည်ကျွညာယနေ့ဝင်ငါဒီကထူးထူးခြားခြားမောင်မချွေရဲ့သေးမင်းနဲ့မြစ်စိတ်မရေကလာကျင်သာမှန်လားပါဗျာအသိမြတ်ကြောင့်ပါဗျာကောင်းလာပါပြီဗျာအမိတ်တော်အတိုင်းပါဗျာဟဲ့ဟဲ့ဟဲ့မောင်မင်းများဘယာမောင်မင်းများလို့ဆိုပြီးနောက်လေကြည့်တယ်နောက်လေကြည့်တော့လေတယောက်ပဲရှိတယ်နော်ကျုပ်တော်မကောင်းတယ်လို့ထားလုပ်ပေးနေရဆရာကြီးဟဲ့မောင်မင်းများဘယာယနေ့ဒီငါဒီထူးထူးခြားခြားနဲ့မောင်မချွေရင်သေးမင်းများနဲ့မြစ်စိမ်မှာရေကစားခြင်းတွေတဖွာဖွာပေါက်နေတယ်မောင်မင်းများရဲ့ဒါလောက်ရေကစားခြင်းတဲ့ကောင်ကြီးရေပေးထဲမှာပါမသွားဘူးနော်ဘာရဲ့မှန်လားပါဗျာဂိုင်းမောင်မချွေရင်သေးမင်းများနဲ့မြစ်စိမ်မှာရေကစားမယ်ဗျာအမိတ်တော်တိုင်းမှာဘယာတိုက်ကလို့လာတာတော့ကတကောလုံးအမောင်တိကြပါရောလားဟန်ကြပြီငါတို့ကခွန်းလိုက်ရပြီမဲနေဗျာတိုင်းသူပြည်သားနန်းတွန်းသူနန်းတွန်းသားတွေအပေါ်ခတ်တန်ကြမ်းတမ်းမောက်ပါရိုက်တာစော်ကားလို့နဲ့ဒုဋ္ဌကုမာတာမင်းသားယခုတွင်မစင်သားပဲကင်းကာမြေအတွန်းဇွတ်အတစ်ကန်ချလိုက်မယ်မသမညာမတော့အသက်ပါပြောက်ရောမဟဲကျွန်ုပ်ဒီကခင်းကမြည်ရဲ့နဘေးကြောင်းကန်တနေရာမှာတရားကျင့်ကြံနေသောယသိတပါဖြစ်တော်ပြီသည်ညကပဲရာသီဥတုဖောက်ပြန်မုံတိုင်းထန်လို့ဤမုံတိုင်းတန်ကြောင့်ပဲတရဝတချို့ဘေးဒုက္ခတွေ့တတ်သည်ကျွန်ုပ်ဤမေတ္တာကရုဏာစေတနာတော်အဟုံးကြောင့်ညီသောတတ္တဝါများဘေးဥပတ်အန္တရာယ်မဖြစ်ကြပါစေကုန်တည်းကဲရပါအလိုကဲပါယူပါတစားစားနဲ့ခင်းကမြည်ရဲ့ထိုးထိုးမှာသင်းငုတ်တော်ပေါ်မှာမျောလာတာကြည့်လိုက်တော့လူဆိုသောတရဝါကြွက်မွေကြည်တို့အသက်သေးဘေးနဲ့ကျုံနေကြရပြီပဲရကုံမွေအလဲမှာငါမကဲသေးပွဲရာရှိတော်မှာမို့အကျွန်ုပ်ကိုယ်တိုင်ခင်းကမြည်အတွန်းစင်းလူဒင်းတို့ရဲ့အသက်အကျွန်ုပ်ကဲမည်ဝါဝီနီပေါင်းမာစီကြောင့်
ပါလားဘုရားလောင်းသူတော်ကောင်းသူတို့ပေါင်းအသက်ကြီးလေးရာအလိုတနာစရာတရားဝါလေးတွေပါလားဤလူသားသည်ဤတရိစ္ဆာန်များနှင့်စားလင်းခံနိုင်အားရှိပေသည်ဒါကြောင့်အားနွယ်နေသောဤတရိစ္ဆာန်လေးများအားအကျွန်ုပ်သည်ကရုဏာပိုကအထူးကြည့်ရှုစောင့်ရှောက်ရပေလိမ့်မည်လေကြည်တန်းကွာငါလိုတိုင်းပြည်အုပ်ချုပ်တဲ့ဘရင်သားကိုများတလီတဆဆက်ဆံခြင်းမရှိတဲ့ရသေးရုပ်တနေ့ကျရင်တော့ဒုက္ခကုမာရမင်းသားအကြောင်းကောင်းကောင်းသိကြသေးတာပေါ့ရသေးရုပ်ရေတနာစရာတရားဝါလေးတွေပါလားယတိသူတော်ဘုရားလောင်းခြင်းစဉ်စံမှုယူစရာတရားဝဝိနိပေါင်းမာစီကြောင့်သာစီကြောင့်ဆုတောင်းသူချင်းတရားဘာဝနာယတိသူတော်ဘုရားလောင်းခြင်းစဉ်စံမှုယူစရာတရားဝဝိနိပေါင်းမာစီကြောင့်သာစီကြောင့်ဆုတောင်းသူချင်းပြန်မှုချုံဒီတန်ငါကင်းငါရေရင်ညောမတူမျောပါလားတစ်တောင်းမမမွေကြီးတကောင်နဲ့ကြွချီတကောင်နဲ့ကြီးတာနေသူလူမျိုးပါလားဘုရားလောင်းသူတော်ထိုးပေါင်းအသက်လေးကျွန်ုပ်၏မြစ်တာတရားကြီးမားစွာကြောင့်ပဲအသင်တို့သည်အသက်ဘေးအန္တရာယ်မှလွယ်ကူစွာလွတ်မြောက်နိုင်ခဲ့လိမ့်ပြီဒါကြောင့်သင်တို့ရဲ့ဘုံစံရိပ်မြုံဌာနသို့ပြန်ကြွလူကပြန်ကြွကြပါကုန်လော့တရားဝါပေါင်းတို့မှန်လားပါစိတ်ကောင်းပျော်မွေ့ရဲ့အရှင်အသည့်ဖေဟာဖះတပည့်တော်ထံတွင်အမိအဖပေးသောအသက်သည်မရှိပါအရှင်ယသိပေးသောအသက်သည်သာလျှင်တည်ရှိပါသောကြောင့်ဒီအသည့်ရှင်တွေ့ကျေးဇူးကြွေးကိုကျေးဇူးတုတ်ပြန်ဆက်ခွင့်ဖန်ကကုံလုံးပြေဝဆက်ပေးရသည်ဖះဖះတပည့်တော်သည်တာမညမွေမဟုတ်ပါဖះဂရေ40ကျွယ်ဝချမ်းသာတဲ့မွေတတိဖြစ်ကြောင်းပါဖះအရှင်ဖះသာအလိုရှိပါကဖះတပည့်တော်ထံသို့မကြာကြွလို့အလူခံလဲပါလှူရန်အသက်မှာဖះသာဓုဗျာသာဓုသာဓုမှန်လားပါမွေချမ်းသာတယ်လို့တပည့်တော်လဲဂဒေ40ချမ်းသာတော့ကြွတဲ့သေးပါပဲဗျာပစ္စည်းဥစ္စာဆိုတာပူပန်နိုင်ရင်ရတဲ့မအေးတာမို့အသက်ပေးလို့ကယ်ခဲ့တဲ့ကျေးဇူးရှင်အရှင်ရင်သိကိုကျေးဇူးမမေ့ရတာမို့လိုအပ်လဲတပည့်တော်ထံသို့လဲလာလို့အလှခံနိုင်ပါတယ်ဗျာဂဒေ40လုံးလှူရန်အသက်ပါဗျာသာဓုဗျာသာဓုသာဓုကျေးဇူးကြီးမားလာတဲ့အသက်တခင်ကျေးဇူးကြီးဟာကျွန်တော်မောင်ကြီးကျေးဇူးဆက်ပါရစေကျွန်တော်မောင်ကြီးသည်ကြွမွေတို့လိုရွှေငွေမရှိပေမဲ့လို့အရှင်ရတဲ့လူဆွဲကြိုးကြီးဝေးပြီးတော့မေးသွားလို့အဆောင်ဆောင်ပြီးတော့ကြွမွေတို့လိုရွှေငွေမရှိပေမဲ့လို့တပည့်တော်မှာကျေးရွှေမျိုးများစွာရှိပါတယ်ဗျာကျေးရွှေမျိုးများစွာနဲ့ဇဗနန်တနာစီကိုချီးပြီးတော့လဲစီတရားတိုင်းလှူဒန်းနိုင်ပါတယ်ရှင်ဗျာအရှင်ဗျာအလိုရှိတဲ့အခါကြွခဲ့ပါဗျာသာဓုဗျာသာဓုသာဓုအိမ်မလိုက်တော့ကွာသူတို့တွေတော့ကျေးဇူးဆက်နေပြီဆိုတော့ကျုပ်ကလူသားပြီးကျေးဇူးဆက်ကြောင်ပြောကြောင်မသိတော့ပြီဘူးနဲ့တူတယ်စိတ်แท้ကမပါပင်မပါညာတော့လေကျေးဇူးတင်ကြောင်ပြောအောင်မှာပါလေမှန်လားပါအကျွန်ုပ်ဒီတိုင်းပြည်အုပ်ချုပ်တဲ့ဘရင်သားဖြစ်ကြောင်းပါဗျာတိုင်းပြည်ရောက်တဲ့အခါခမဲတော်ဤဘုံတပါကြောင့်ဘရင်များဖြစ်ခဲ့ပါသောတပည့်တော်ထံရောက်အောင်သာကြွလန်းခဲ့ပါဗျာ
တပည့်တော်လဲအရှင်ယသိအားကျေးဇူးဆက်ပါမည်ဖေဟာ သာဓုသာဓုသာဓုကျွန်ုပ်ဒီတရားကျင့်ကြံလာလိုက်တာနှစ်တီတောင်ညောင်းခဲ့ပြီပဲတန်တရားထွက်ရလန်းနိဗ္ဗာန်စကားများမို့သည်ကျေးဇူးကျွေးကုန်မှအေးတာမို့ကျွန်ုပ်ဒီတစ်ချိန်ကလူကြွတ်မွေကျေးသူအားအသက်ကယ်ဘူးတဲ့ကျေးဇူးတရားပြုညာလေသည်ထိုကျေးဇူးကျွေးများအားထိုတော်များသည်ဆက်လိုခြင်းအလို့ငါရှိမရှိကျွန်ုပ်တွားရောက်၍ကြည့်ရှုရပြီအလိုအမောင်မွေးရဲ့အမောင်မွေးရဲ့ မှန်လားပါအရှင်ယတိဖေဟာဖေဟာတပည့်တော်ထံသို့အလူခံရန်အလိုရှိပါသလားဖေဟာငကိုအတိရွှင်ပြသူမို့ဘဝင်ကြွကတေဘေးကယ်ခဲ့သူကိုဖေဟာတပည့်တော်ဤဂရေ40လုံးလှူရန်အစ်စ်ပါဖေဟာယခုလိုပြီလားဖေဟာမလိုသေးပေဘူးအမောင်မွေးအသင်တို့ကျေးဇူးအသိရှိမရှိအကျွန်ုပ်လာရောက်ပြီးကြည့်ရှုခြင်းသာဖြစ်ပေသောကြောင့်လောကမှာတလိုက်ပါမယ်ဗျာမွေရကျေးဇူးတည်တယ်ကြွတ်သွားကြည့်အောင်အလိုအမောင်ကြွတ်ရဲ့အမောင်ကြွတ်ရဲ့မှန်လားပါဟိုရခင်နောင်ဆက်ကအသက်တခင်ကျေးဇူးရှင်ရဲ့အဝင်ဝမ်းမြောက်အပင်ပန်းပြောက်အောင်ရှောက်တင်ခွင့်မှန်ကျေးဇူးတုံ့ပြန်ပြီဂဒေ40လုံးအလှခံရန်အသင့်ပါဗျာအလူမခံပါနဲ့ကွာလူရန်အသင့်ပေါ့လူရန်အသင့်ပါဗျာအေးလူကမှတလိုက်ပါမည်ဗျာလူကမှတလိုက်ပါမည်ဗျာသူကအလူခံညံသေးတာအလူချင်းသေးတာသူကလူမတလိုက်ဒီတကကြေးသွားကြည့်အောင်အလိုအမောင်ကြေးရဲ့အမောင်ကြေးရဲ့တက်လာကြရပြာစောစောတယ်အရှင်ဘုရားအရှင်ဘုရားတပည့်တော်မှာစပါးသီးလဲတရားတိုင်းလူရန်အသင့်ပါဘုရားအရှင်ဘုရားအလိုရှိပြီလားဘုရားမလိုသေးဘူးအမောင်ကြီးလူကမှတလိုက်ပါမည်ဗျာလူကမှတလိုက်ပါမည်ဗျာဟောတရိษံများတော်မှာဤမြကျေးဇူးတရားသိနေပါလျင်ဟိုလူဆိုသောတရားဝါကကျေးဇူးတရားဘလောက်သိလိမ့်မယ်ဆိုတာနှိုင်းစာဝယ်ဟာမရှိဟာမို့ထိုလူတရားဝါထံကျေးဇူးအသိရှိမရှိကြည်ရန်အကျွန်ုပ်ကြွမည်ဘ
လူတိုင်းကကြွချီတော်မူရာဒုက္ခကုမာရမသူခြင်းသာချိန်သာကံကြောင့်ကြောင့်မင်းလုံးမရီရှင်ဘရင်ပြစ်ကအရင်တုံးနှလုံးစင်မြူရစီလူတိုင်းကကြွချီတော်မူရာလမ်းကွေတနေရာသူတို့စီရသိနဲ့တွေ့ကြလေတော့ကာကြည်တန်းဟဲ့မောင်မင်းမြအေးရဟိုရှင်းမှာတွေ့လိုက်ရသေးတယ်ပါတွေ့ပါတယ်ဗျာဒီရသေးတယ်ပါသူ့အင်္ဂါရက်ကြည့်ရတာနည်းနည်းရရမဟုတ်ပေဘူးငါဖီနန်ကိုလူယူမှမသိဘာမှသိနဲ့သူတော်ကောင်းရောက်ဆောင်အရေးချုံထားမှမသိဘာမှသိနဲ့ဒီရသေးကိုငါမမြင်လို့ဘူးငါမကြည့်ကျင်တော့ဘူးဒီရသေးကိုတွေ့ချင်းတောင်နဲ့ထောင်းဟုတ်ဒုံနဲ့ရိုက်ခဲနဲ့ပေါက်လှုပ်ချင်တယ်လို့လှုပ်ပြီးတောက်တာထောက်ဓာတ်ခုံတက်လိုက်ကြတာမောင်မင်းများရဲ့အမိတ်တော်အတိုင်းပါဗျာမာလာပါအရှင်ရသိကြားတယ်ဘယ်လိုလောက်ကြားသွားတော့ဒီလောက်ကပြောနေတာကြားတာပေါ့မကြားကြောင်စောင်းနေရတယ်မကြားနဲ့အားတဲ့ကျုပ်တို့ဘယင်မင်းတရားကြီးကအမိတ်တော်ပါလိုက်တယ်တန်တော့ကျွန်တော်အားကျေးဇူးဆက်ဖို့အပင်ပိတ်ခိုင်းလိုက်တယ်ထင်ပါရဲ့လေဘာတွေပြောနေတာတော့ကျုပ်တို့ဘယင်မင်းတရားကြီးကအရှင်ရသိကိုတွေ့ချင်းတောင်နဲ့ထောင်းဒုံနဲ့ရိုက်ခဲနဲ့ပေါက်လှုပ်ချင်တယ်လို့လှုပ်တောက်တန်တို့ဓာတ်ကုတ်သက်စေတဲ့ငါးကြများမားရော့နေသလားတကားတော့ဘာသူကပြောတာတော့ကျုပ်တို့ဘယင်မင်းတရားကြီးကဘာပြောတာတောက်တန်တို့ဓာတ်ကုတ်သက်စေတဲ့ဘာသူတော့အရှင်ရသိကိုအကျွန်တော်ကိုဟုတ်တယ်အလိုဖျားလက်တောင်သွားတာပဲကွာဒီလောက်တောင်ရဲ့ဆက်ရသလားငါဒီသူတော်ဘောကောင်းကောင်းမွန်သောစိတ်မြဲပွားငါဘာလို့ပြောဘယ်ရှိကကြမှာညှို့လုံးငါပြညာလီအားသူတက်ကိုကဲခဲ့တဲ့ဤသူကိုမှထောင်မတနာမရဏတွန်းသူစင်ရမိတယ်လားအော်သူတက်ကိုကဲမိခဲ့တဲ့ငါအပြစ်ပါတကားသွေးဦးသွေးတန်းနေနဲ့ဘာတွေပြောနေတာတော့ကျုပ်တို့ဘယင်မင်းတရားကြီးကအရှင်အသေးကိုတွေ့ချင်းတောင်နဲ့ထောင်းဒုံနဲ့ရိုက်ခဲနဲ့ပေါက်လှုပ်ချင်တယ်လို့တောက်တန်ထုတ်ဓာတ်ကုတ်သက်စေတဲ့အလိုဖျားဒါလည်းများပါဒီလောက်တောင်ရဲ့ဆက်ရသလားငါဒီသူတော်ဘောကောင်းကောင်းမွန်သောစိတ်မြဲပွားငါဘယ်ရှိကံကြမှာညှို့လုံးငါပြညာလီအားသူတက်ကိုကဲခဲ့တဲ့ဤသူကိုမှထောင်မတနာမရဏနှွန်းသူစင်ရမိတယ်လားအော်သူတက်ကိုကဲမိခဲ့တဲ့ငါအပြစ်ပါတကားမှန်လားပါအရှင်သစ်တကားတန်ကြရမုံတော့အရှင်သစ်ဒီကျုပ်တို့ဘယင်မင်းတရားကြီးရဲ့အပေါ်မှာကြီးသူကြီးကျွယ်လေးများပြုဖို့ရော်လေသလားပြုဘူးတာပေါ့တကားတော့ကျွန်တော်ဒီဂင်းငံမြေရဲ့နဘေးကျောင်းကတနေရာမှာတရားကျင့်ကြံနေတဲ့ရသေးတစ်ပါးဖြစ်တော်ပြီဒီတနေ့ရာသီဥတုဖောက်ပြန်မုန်တိုင်းထန်နေဆိုရင်မင်းဂင်းငံမြေအတွန်းမှာကဲဝါယူပါတစားသားနဲ့လာရလောင်မှန်းကြည့်လိုက်တော့သင်္ကုတ်တော်ပေါ်မှာလူဆိုသောတရားဝါကြွက်မွေကြီးတို့အသက်သေးဘေးနဲ့ကြုံနေကြရသည်ကိုကျွန်တော်မြစ်တာတရားကြီးမှသွားပဲကျွန်တော်ရဲ့အသက်ပင်ငဲ့ညာထောက်ထားခြင်းမရှိပါပဲ၎င်းတို့အသက်ကယ်ဘူးတဲ့ကျေးဇူးတရားရှိခဲ့ဘူးလေသည်ယခုတော့ဤကျေးဇူးတရားပဲမထောက်ထားပဲကျွန်တော်ဟာတတ်ဖို့တောင်စေလွတ်လိုက်သည်ဆိုတော့ညီသူညီဝကိုများအိတ်သာမြစ်စရိယာမပွားလို့ပါကျွန်တော်ဤအတိတ်ကံဝိပတ်ကြမှာညှို့လို့သာဤတို့ခံရတယ်လို့တရားနဲ့သာဖြေလိုက်မိပါတယ်တကားတော့ဒါဆိုရင်အရှင်ရင်သိကကျုပ်တို့ဘယင်မင်းတရားကြီးရဲ့အသက်ကိုကယ်ဘူးတာပေါ့နော်ကဲဘူးလေလူကဲဘူး
ပါလေစုမောင် ဟဲဘယင်ရောက်ဟဲဘယင်ရောက်ဒီအလိုရိုးလားကျေးဇူးရှင်အားငါဆောပါဒါလာတော့ယူဒီလိုလိုအရှင်မသားနဲ့ညီကြသေးတာတို့တိုင်းသာပြည်သူမင်းစီစိန်တမတန်တော်လူညီသူနဲ့စီဝေထုတ်လာယူကောင်းရလားဗျာတို့ကောင်းရလားလို့ကြည်စမ်းဗျာကိုယ့်အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးကိုမှညာတာထောင်းမသနာပဲကျေးဇူးရှင်ကိုကျေးဇူးတဲ့ဘယင်ရောက်တင်တဲ့ကျုံတုံတိုင်းမိနဲ့လားလားမှမထိုက်တန်ဘူးဟဲဘယင်ရောက်ဟဲဘယင်ရောက်အလုံးရိုးလာကကျေးဇူးရှင်အားငါဆောပါဒါလာတော့ယူဒီလိုလိုအရှင်မတတ်တဲ့ဤကြသေးလားတို့တိုင်းသာပြီသူမင်းစီစိန်တမတန်တော်သူဤသူလက်တဲ့ဝေချုပ်ပါယူမာလာပါဤသူလက်ချက်ဖြင့်ဒုဋ္ဌကုမာရမင်းသားနတ်ရွာဆံကံတော်ကုန်ပါပြီဖေဟာ အလူအနိစ္စဒုက္ခအနတ္တစတိလာဘာကံဇနေတိပါတကား ဘာရီပြောနာ ဟမ်မင်းနားမလဲပါဘူးကွာဒါဒီမင်းနားမလဲပါဘူး မှန်လားပါဒုဋ္ဌကုမာရမင်းသားနတ်ရွာဆံကံတော်ကုန်ပြီမို့သူကောင်းတရားကျင့်ပွားများတဲ့အရှင်သေးကိုယ်တိုင်ပဲအထုံးပါရမီဝတ်တုံအင်းမြေဘာယာပြည်မှာနေမင်းအယောင်ပမာဆောင်လို့အောင်စီပိတ်သိမ့်တွန်းကနှိပ်ပြီးစင်ပြူတော်စီတိုက်ပြည်ကိုထီမာမာတိုးပြန်ပွားအောင်ဆောင်ရွက်ဖော်ထုတ်ဘယင်လှုပ်၍အုတ်ကျုပ်စီယံတောင်းစုမှန်သည်ကြည်ပြူလက်ခံပေးပါဖေဟာ အလူကျေးဇူးရှင်ကြီးစွတ်တဲ့ဘယင်မင်းတရားက မှန်ပါ နတ်ရွာဆန်ကံတော်ကုန်ပြီ မှန်ပါဖေဟာ အကျွန်ုပ်ကသူတော်ကောင်းတရားနဲ့အညီအသင်တို့တိုင်းပြည်ကိုအုပ်ချုပ်မေးရမယ်ဗော မှန်ပါ ကိုပြုတ်တိကံပဲ့တင်တံကိုထံပြန်ချလေပြီပေါ့တကား မ
ပွေလိုက်ပါဒီ